တရားတွေကတော့အများကြီးရှိတယ်ဒီတော့ကျမတို့ဒီမဖြစ်မနေလုပ်ပေးရတဲ့နီလန်းလေးတစ်ခုရှိတယ်အဲ့ဒါကတော့ကျမပြောနေကြနီလန်းလေးပဲပါလေးဖြစ်မလဲနော်လုံခြုံနှွေးထွေးမှုကိုပြန်ပြီးတိစောက်ပေးရမှာသဘောတရားကစိတ်နှံရဖြစ်ရခြင်းအကြောင်းရင်းတွေဒီအများကြီးဖြစ်နိုင်ပါတယ်ဒါပေမဲ့ဖြစ်နေတဲ့အချိန်မှာဖြစ်တဲ့ခံစားချက်ဒီဖြစ်နိုင်ခြင်းအများဆုံးရှိတာတော့သူတို့ဒီအဲ့ဒီနေရာအဲ့ဒီအချိန်အဲ့ဒီဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်မှာအကြောက်တရားတွေစုပုံသွားမယ်နာကျင်မှုတွေရှိလာလိမ့်မယ်ရုပ်ပိုင်းဆိုင်ရာဖြစ်စေစိတ်ပိုင်းဆိုင်ရာဖြစ်စေအထူးသဖြင့်ပေါ့နော်စိတ်တန်ရာလို့ပြောလိုက်တယ်ဆိုလို့ကျွန်တော်စိတ်မှာအနာတရားဖြစ်တာပေါ့ရုပ်ပိုင်းဆိုင်ရာအကြောင်းမို့လို့စိတ်ပိုင်းဆိုင်ရာပါထိခိုက်သွားတာဖြစ်နိုင်တယ်လို့စိတ်ပိုင်းဆိုင်ရာတည်တံ့ထိခိုက်တာလည်းဖြစ်နိုင်တယ်ဒါကအခြေအနေအများကြီးဖြစ်နိုင်တယ်ဒီလိုမျိုးစိတ်တန်ရာရှိနေတဲ့ကလေးတွေကိုဆိုလို့ရှိရင်တော့ကျမတို့ဒီလက်ရှိရှိနေတဲ့နေရာတွေဒီလုံခြုံပါတယ်နှွေးထွေးပါတယ်ကလေးတွေလုံခြုံနှွေးထွေးတဲ့ရင်ခွင်နေနဲ့ကလေးတီတရှိနေပါတယ်လုံခြုံ nutrient နေရာမှာကလေးအတွက် safe ဖြစ်တဲ့နေရာမှာတည်ရှိနေပါတယ်ဆိုတာကိုကလေးကိုကျမတို့အရင်ဆုံးအသိပေးဖို့လိုတယ်အသိပေးုံနဲ့မရဘူးပေါ့နော်ကလေးဒီယာကိုသူ့ရဲ့အုံနောက်ထဲသူ့ရဲ့နှလုံးသားထဲမှာပါဆွဆွမြင့်မြင့်လက်ခံသွားဖို့လိုပါတယ်နော်ဒီသဘောတရားရှိအဲ့တော့မဖြစ်မနေလုပ်ပေးရမယ့်ချက်တခြားတွေဘာမှမလုပ်ပေးဘူးဆိုရင်တော့မှပဲဒီကလေးအတွက်လုံခြုံနှွေးထွေးမှုကိုပြန်ပြီးတိစောက်ပေးရမှာပါနော်ဒီတော့ကျမတို့ရေနောက်ချက်လေးတွေကိုဆက်ပြီးကြည့်ကြရအောင်ပါပရမဆုံးအနေနဲ့ပေါ့နော်စိတ်တန်ရဆိုရဲစိတ်မှာဖြစ်သွားတဲ့အနာတရားစိတ်မှာဖြစ်သွားတဲ့အနာတရားဆိုရဲဒီကလေးရဲ့စိတ်ခံစားချက်တွေကိုကျမတို့ဒီအတိအမှတ်ပြုပေးဖို့လိုတယ်သဘောတရားကဥပမာသူတို့တွေဒီအကြောင်းအရာတစ်ခုခုချောင်းမလို့သူတို့ဒီအနာတရားဖြစ်သွားတယ်ပေါ့ဒါပေမဲ့သူတို့ရဲ့ခံစားချက်တွေကိုငင်းပယ်တာဒီထံရကိုပို့ပြီးတော့နှက်ဆိုင်စေတယ်သဘောတရားကခလေးကတခုခုပြောလိုက်တယ်ဟောဒီကမှာဒါလေးနဲ့နေကဒီလောက်တောင်ဖြစ်เสียလို့လားကျမတို့ဒါမျိုးတော့ပြောလိုက်ပြီပေါ့နော်ဒီနေရာမှာကိုယ်တိုင်မရောက်ဘူးတဲ့သူဒီသဘောသဘာဝကိုနားလည်ဖို့ခဲရင်ပါလိမ့်မယ်ဒီတော့ခလေးတီသူပြောလာတဲ့အရာတစ်ခုခုကိုချက်ချင်းငင်းပယ်လိုက်မယ်အစားကျမတို့လုပ်ပေးရမယ့်အရာတစ်ခုကအလေးနဲ့ထားပြီးတော့โอเคတသားလေးပြောတာကိုမိမိလေးပြောတာကိုဦးကနားလေတယ်ဖေဖေကနားလေတယ်ဒီချေကတော့နားလဲပါတယ်နော်ဒီလိုအချိန်မှာဒီလိုခံစားချက်ကိုခံစားရတာဒီပုံမှန်ပါပဲခံစားလို့ရပါတယ်ခံစားရတာစစ်မှန်တဲ့သဘောပေါက်ပါတယ်ဒီလိုပုံစံမျိုးလေးတွေနဲ့ကလေးပြောတဲ့စကားကိုကျမတို့ဒီအလေးနဲ့ထားပေးဖို့လိုလိမ့်မယ်ပေါ့နော်အလဲလိုအလေးနဲ့ထားပေးတာမဟုတ်ဘဲနဲ့ဒီလိုဖြစ်ရက်ကနင့်မှဖြစ်နေတာမဟုတ်ဘူးလူတိုင်းဖြစ်နေတာပဲဒါဆိုရှင်နင်ကစိတ်ဓာတ်ရတယ်ဆိုလို့ရှင်နင်တသက်အပူတွေလုံနေတာလားစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေဒီသွားပြီးပြောလိုက်တာပဲဖြစ်ဖြစ်အပြုတ်မှုနဲ့ဖြစ်စေမျက်နှာမူရာနဲ့ဖြစ်စေစကလုံးအနေနဲ့ဖြစ်စေသွားပြီးတော့ထိုးနှက်လိုက်ခြင်းအပြင်နာကျင်နေတဲ့သူကိုထပ်ပြီးတော့စူးတစ်ချောင်းထပ်ထိုးလိုက်တာနဲ့သွားပြီးတူပါတယ်เนาะကလေးတွေဒီအလွန်တရာနှုတ်နေပါတယ်ဒါကြောင့်မို့လို့ကလေးတွေပြောတဲ့စကားကိုချက်ချင်းညင်းပယ်လိုက်တာဒီတေးသေးလေးကိုခံစားမနေနဲ့လို့ပြောတာထက်ကိုကလေးတွေပြောတဲ့အရာကိုလက်ခံပေးပြီးတော့ကလေးတွေရဲ့စကားတွေကိုကျမတို့ဒီအလေးနဲ့ထားပေးဖို့လိုအပ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျမတို့ဒီဖြစ်ရပ်ကိုပြန်ပြခွင့်ပေးရမှာပေါ့နော်ဒီမှာကျမကအားလုံးကိုတခုပြောပြချင်တာကကျမပြောအခုလက်ရှိပြောသွားတာတွေဒီစာတွေ့ရနဲ့လက်တွေ့မှာလှုပ်လို့ရတဲ့အချက်လက်တချို့ကိုခြုံငုံသုံးသပ်ပြီးတော့ပြောသွားတာပဲဖြစ်ပါတယ်အဲ့တော့ childhood trauma ရှိတဲ့သူတွေကိုလုပ်ရမယ့်နီးလန်းနေအခြေအနေတွေကတော့အများကြီးရှိပါတယ်အဲ့တော့ဖြစ်နိုင်ခြေရှိတဲ့အခြေအနေနဲ့အချက်လက်တွေကိုခြုံငုံပြီးတော့ကျွန်မကပြောသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုနောက်ပိုင်းမှာဆိုလို့ရှိရင်လည်းဘလို့အချက်တက်တွေပါအောင်မလဲဆိုတာတော့ရှိပါလိမ့်မယ်ဒါပေမဲ့ကင်တွင်နိုင်တဲ့အခြေအနေတော့ရှိသွားတယ်ပေါ့နော်သဘောတရားကဥမာကလေးကိုပြောတယ်ပေါ့โอเคဟုတ်ပြီဘာဖြစ်ခဲ့လဲဖြစ်ခဲ့တာတွေကိုပြန်ပြောပေါ့ဒါဆိုလို့ရှိရင်ဖြစ်ခဲ့တာတွေပြန်ပြောဆိုတဲ့အခါမှာအာအစဖော်ပေးဖို့လိုတာတွေလည်းရှိကောင်းရှိမှာဖြစ်တယ်လို့တချို့အရာတွေကြတော့အစဖော်ပေးဖို့လိုတာမဟုတ်ဘဲနဲ့ကလေးနားမှာပဲငြိမ်ငြိမ်သက်သက်လေးနေပြီးတော့ကလေးပြောတာကိုနားထောင်ပေးဖို့လိုတာလည်းဖြစ်နိုင်တယ်အခြေအနေတွေကတော့အများကြီးဖြစ်နိုင်တယ်ပေါ့အဓိကတော့မရဘူးဒီကိစ္စကိုပြန်ပြောမှပြောရမယ်ဆိုပြီးအတင်းအဓမ္မတွန်းအားသွားတော့မပေးပါနဲ့ဒါဆိုလို့ရှိရင်အဆင်မပြေဖြစ်သွားနိုင်ပါတယ်เนาะဒါကြောင့်မလို့ဖြစ်ရက်ကိုပြန်ပြောပြခွင့်ပေးတယ်ဆိုတဲ့အခါမှာလဲခလေးနေပြောချင်တာပြောငါတော့နားမထောင်ဆိုပြီးလုပ်လို့မရဘူးတစ်ဖက်ကပြောတဲ့စကားကိုနားထောင်တဲ့သူကလည်းစနစ်တကျကျမတို့ရဲ့ဒီ empathy နဲ့နားထောင်ပေးဖို့လိုပါတယ်เนาะဒီတော့ခလေးရဲ့သူ့ရဲ့နာကျင်ခံစားရတဲ့အဖြစ်အပျက်တွေကိုပြန်ပြောလိုက်တယ်ဆိုလို့ရှိရင်တော့ပြောနေတဲ့တခဏတာမှာတော့သူဒီနာကျင်ကောင်းနာကျင်ရမယ်ဒါပေမဲ့ဖွင့်ထုတ်ပြောပြလိုက်ခြင်းအပြင်သူ့စိတ်ထဲမှာရှိနေတဲ့အဆိုင်ခဲကြီးအနှဲငယ်ချောကျသွားစေနိုင်ပါတယ်
ဒီတော့ကျမတို့တွေကပြန်ပြောရဲဆိုတဲ့အခါမှာအခြေအနေအများကြီးရှိတယ်ပေါ့နော်ခလေးတီဘယ်ရွယ်လဲဆိုတဲ့ပုံမူတည်ပြီးတော့သူပြောတဲ့စကားတွေဒီသူဖော်ပြတဲ့ပုံစံတွေဒီတသက်မှတ်သေးကြီးတယောက်နဲ့တယောက်တူညီနေမှာတော့မဟုတ်ပါဘူးဒါလေးကိုကျမတို့သိဖို့လိုပါတယ်ဥပမာအဖြစ်ပေါ့ခလေးကသူကြုံခဲ့ရတဲ့သူ့ရဲ့ဖြစ်ရပ်ကိုသူပြောရဲဆိုတဲ့အခါမှာပုံမြန်တစ်ပုတ်ပုံစံပြန်ပြောတာလည်းဖြစ်လိုက်မယ်နော်ဒါမှမဟုတ်တခွန်းချင်းစီကိုမှပြက်တောင်းနဲ့ပြောသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်မယ်နော်ဒီခါမှာကျမတို့ဒီအဖြစ်ပြက်ကိုပြန်ပြီးတော့ပြောပြတဲ့ကလေးကိုနင်ကဓာတ်တော်စီကပကောက်မပြောနိုင်ဘူးလားဒီလောက်တောင်ညံ့ရသလားဒါလေးကိုနင်ကငါတို့နားလဲအောင်မပြောမှာတော့ငါတို့ကဘယ်လိုလုပ်နားလဲမှာလဲဒီလိုပုံစံမျိုးတွေနဲ့အပြစ်တင်တဲ့စကားလုံးတွေနဲ့သွားပြီးပြောလိုက်တယ်ဆိုလို့ရှိရင်လည်းကလေးတီသူကြုံသလိုသူတက်သလိုသူနားလဲသလိုသူသိသလိုသူ့ရဲ့အဖြစ်အပျက်ကိုပြန်ပြီး share လုပ်ပေးရဲဆိုတဲ့အခါမှာဒီလိုစကားလုံးတွေများများကြားလိုက်ရပြီဆိုလို့ရှိရင်နောက်တစ်ချိန်သူ့ရဲ့ခံစားချက်တွေကိုထုတ်ဖော်ပြပြဖို့ဆိုရင်ခရင်သွားနိုင်ပါတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ငါထပ်ပြောနေတယ်ဆိုလို့ရှိရင်လည်းငါကဒီလိုပဲပြစ်တင်ခံရမှာပဲဒီလိုမပြောတော့ဘူး။ဒါမျိုးတွေဖြစ်သွားနိုင်တယ်ပေါ့နော်။ဒါကြောင့်မလို့ခလေးအဆင်ပြေသလိုသူပြောတဲ့အရာတွေကိုပဲကျမတို့ဒီလိုက်ပြီးတော့နားထောင်ပေးပါခလေးကိုအလွယ်တကူပြင်မတင်လိုက်ပါနဲ့เนาะဒါလေးတွေကတော့မဖြစ်မနေလုပ်ဖို့လိုအပ်တဲ့အချက်တွေပါနောက်တစ်ခုပေါ့เนาะကျမတို့ family support လို့ပြောလိုက်တဲ့ဆိုတဲ့အခါမှာဒီမှာကတော့ဒါအမိဆုံးဖဆုံးနဲ့နေရတဲ့ကလေးဒါမှမဟုတ် family support ဆိုတဲ့အခါမှာအဖေမိကအဝေးမှာဒါမှမဟုတ်မရှိဘူးဆိုလို့ရှင်လေဒီကလေးနဲ့အနီးကရှိနေတဲ့ဖိုးဖိုးဖွားဖွားတွေဖြစ်မလားဥတော်တွေဖြစ်မလားဒါမှမဟုတ်ဘလို့လူတွေဖြစ်မလဲပေါ့နော်မိသားစုလို့ယူဆရတဲ့သူတွေဒီကလေးနားမှာဒီကလေးကိုပြုစုဆောင်ရှောက်ပေးမဲ့သူတွေပေါ့နော်ဒီလူတွေဒီအလွန်တရာမှအရေးကြီးပါတယ်စိတ်တန်ရာရဲ့ဖြစ်စေစိတ်ပိုင်းဆိုင်ရာစိတ်တန်ရာအဆင့်ထိမရောက်သေးပေမဲ့စိတ်ပိုင်းဆိုင်ရာအထိကအနာတရားဖြစ်နေတဲ့အချိန်မှာပဲဖြစ်စေဒါတွေကိုကုစားတဲ့ process မှာဆိုလို့ရှိရင်အရှိဆုံးမှာပြောခဲ့သလိုပဲလုံခြုံနှွေးထွေးတဲ့ပတ်ဝန်းကျင်တွေလုံခြုံနှွေးထွေးတဲ့လူတွေရှိဖို့လိုအပ်တယ်ဒီလူတွေနဲ့အတူရှိခြင်းအပြင်ဒီကလေးဒီတဖြည်းဖြည်းချင်းစီတက်တာသွားတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ဒီ family support ဒီမဖြစ်မနေအရေးကြီးတဲ့အထက်မှာပါပါတယ်ဒီလိုမဖြစ်မနေအရေးကြီးတဲ့အထက်မှာပါတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုအတူရှိနေတဲ့သူတွေဒီလေခုနလိုမျိုးကလေးကို blaming လုပ်တာမဟုတ်ဘဲနဲ့ကောင်းမွန်မှန်ကန်တဲ့နည်းလမ်းနဲ့ကလေးကိုလက်ခံပေးနိုင်တဲ့သူတွေဖြစ်ဖို့လည်းအရေးကြီးပါတယ်ပေါ့နော်အဲ့တော့ဥမာကလေးတီအဖြစ်အပျက်တစ်ခုပြန်ပြောတယ်အခြေအနေတစ်ခုပြန်ပြောတယ်ပေါ့ပြောတယ်ဆိုတဲ့အခါမှာခလေးပြောနေတဲ့စကားတွေကိုလူကြီးတွေကိုယ်တိုင်ကအဲ့ဒီအချိန်မှာတုံးလှုပ်ခြောက်ခြားနေမယ်ကြောက်နေတဲ့ဆိုတဲ့ပုံစံမျိုးတွေပြနေမယ်ဆိုလို့ရှိရင်ခလေးအနေနဲ့ကကြတော့သူကြီးလည်းကြောက်နေရပဲလေငါထပ်မပြောတော့ပါဘူးငါကြောင့်မလို့သူတို့ကပြန်မဝိုင်းဘယ်လိုလုပ်မလဲဒီလူတွေတွေးသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့လူကြီးတွေကိုယ်တိုင်တုံ့လှုပ်တဲ့အခြေအနေဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့အတက်နိုင်ဆုံးတော့မိမိကိုယ်ကိုမိမိတည်ငြိမ်အောင်ကြိုးစားဖို့လိုအပ်ပါတယ်လူကြီးတွေကိုယ်တိုင်ကတည်ငြိမ်တဲ့ခံစားချက်တည်ငြိမ်တဲ့စိတ်နဲ့ထိမ့်သိမ့်ပြီးတော့ခလေးကိုလက်ခံပေးမှသာလျင်ခလေးဒီလေဒီလိုအခြေအနေဖြစ်ရင်ဒီလိုလဲတုံ့ပြန်လို့ရပါလားလူကြီးတွေစီကနေပြီးတော့ကလေးတွေတင်ယူသွားမယ့်ຢာတွေအများကြီးရှိပါတယ်နော်ဒါကြောင့်မလို့ဒီဟာကိုနားထောင်နေတဲ့အချိန်မှာပဲဖြစ်စေဒါမှမဟုတ်နားထောင်ပြီးသွားလို့ခလေးကိုပြန်ပြီးတော့ကောင်းမွန်လာအောင်အဆင်ပြေအောင်ပြုစုပြောထောင်တဲ့အချိန်မှာပဲဖြစ်စေကလေးနားမှာရှိနေပြီးတဲ့အချိန်မှာပဲဖြစ်စေလူကြီးတွေကိုယ်တိုင်တည်ငြိမ်ဖို့လိုပါလိမ့်မယ်เนาะဒါလေးတစ်ချက်ရှိမယ်ပြီးတော့နောက်တစ်ခုပေါ့ကလေးကိုအများနဲ့တယောက်ထည့်ထားတာမျိုးကတော့အဆင်မပြေပါဘူးเนาะအခြေအနေအကြောင်းကြောင့်မို့လို့ကလေးကိုအချိန်ကြီးအများကြီးမပေးနိုင်ဆိုရင်တော့မှပဲဒီမှာပြောထားသလိုမျိုးပေါ့နော်ကလေးနဲ့အတူတူကစားပေးတာအဲ့တော့ child trauma မှာအထူးသဖြင့်ဒီကလေးတွေအတွက်ကိုပေါ့နော်ကျမတို့ဒီစိတ်ပိုင်းဆိုင်ရာထိခိုက်အနာတရားရသွားတဲ့ကလေးတွေကိုဆိုလို့ရှိရင်သူတို့ရဲ့ daily routine ဒီကောင်းမွန်မှန်ကန်နေဖို့အရေးကြီးပါတယ်ပြီးတော့ daily routine ဒီပုံမှန်ဖြစ်နေဖို့လည်းပိုပြီးအရေးကြီးတယ်နောက်တစ်ခုကလေးတွေဒီကစားခြင်းဒီအရေးကြီးဆုံးပါပဲနော်အဲ့တော့ကျမတို့ဒီ play therapy နဲ့အများကြီးကုလို့ရတဲ့ therapeutic ways တွေအများကြီးရှိတဲ့ထဲကနေမှတစ်ဆင့်ကျမတို့ဒီကစားချင်းနည်းနဲ့ကလေးတွေကိုကုစားလို့ရတာတွေအများကြီးရှိပါတယ်အဲ့ဒီမှာမှကလေးနဲ့အတူတူအချိန်ဖြုံးနေဆိုတဲ့အခါမှာကလေးနဲ့အတူတူစာရီအများကြီးဖတ်နေမှစာဖတ်မှအကျိုးရှိမယ်ဆိုတာမျိုးမဟုတ်ဘူးအတူတူအချိန်ဖြုံးတဲ့အချိန်မှာကလေးနဲ့အတူတူကစားပေးတာထမင်းစားချိန်မှာကလေးနဲ့အတူတူရှိနေပေးတာပုံမြင်ဖတ်တဲ့အချိန်မှာကလေးနဲ့အတူတူရှိနေပေးတာ
ဒါမျိုးတွေပေါ့နော်ကလေးနဲ့အတူတူရှိပေးပါရှိပေးနိုင်တဲ့အချိန်တွေမှာအတူတူရှိပေးပြီးတော့လုံခြုံနှွေးထွေးမှုကိုကလေးကိုပြသပေးဖို့လိုပါတယ်အဲ့တော့နောက်တစ်ချက်ပေါ့နော်ဒီပညာရှင်တွေနဲ့ပူးပေါင်းမှုလိုတာပေါ့ဥပမာကလေးဒီစိတ်တိုင်းရအဆင်တမရောက်သေးတာပဲဖြစ်ဖြစ်ဒီစိတ်တိုင်းရဖြစ်ခဲ့တာပဲဖြစ်ဖြစ်အကြောင်းမျိုးမျိုးကြောင့်မဟုတ်လို့ပေါ့နော်ကလေးဒီစိတ်ပိုင်းဆိုင်ရာအနာတရားတွေထိခိုက်ဒဏ်ရာတွေပင်ပန်းခက်ခဲမှုတွေကြုံခဲ့ရတယ်ဥပမာအပြင်ကျမတို့နိုင်ငံမှာဖြစ်ခဲ့တဲ့ငလျင်ဘေးဒဏ်ပေါ့နော်ပြီးသွားပြီဆိုတဲ့ခါကျရေကြီးမှုတွေဒါမှမဟုတ်အခြေအနေအကြောင်းကြောင့်မို့လို့ကလေးတယောက်တက်တောင်မှပဲမသင့်တော့တဲ့ရုံရင်းကျဉ်းနှံ့မှုတွေကလေးကရင်ဆိုင်ခဲ့ရတယ်ဆိုတော့เนาะဒီလိုမျိုးတွေကလေးကကြီးကြီးမားမားတွေကြုံခဲ့ရတယ်ဆိုလို့ရှိရင်ကလေးစိတ်ပညာရှင်နဲ့ဆွေးနွေးဖို့လိုပါတယ်ကလေးကဥမာအဖြစ်ပေါ့အကြောင်းရင်းနဲ့အများကြီးမရှိပဲနဲ့အမြဲတမ်းငိုနေတတ်တယ်မှိုင်တွေနေတတ်တယ်ကစားလည်းမကစားတော့ဘူးဘယ်သူနဲ့မှလည်းစကားမပြောတော့ဘူးဒီလိုအခြေအနေမျိုးတွေရှိလာခဲ့တယ်ဆိုလို့ရှိရင်လည်းဒါကကလေးတွေဒီသူတို့ရဲ့သဘာဝဒီသူတို့ဒီကစားပါတယ်ပြုံးပျော်ပါတယ်လူကြီးတွေလိုမျိုးအများကြီးရုပ်တည်နေနေတယ်ဆိုတာကလေးတွေမှာတော်တော်လေးရှားပါတယ်ပေါ့နော်ကလေးတယောက်ဒီကလေးရဲ့သဘာဝတွေမလုံနေဘူးဆိုလို့ရှိရင်ဒါတွေဒီလိုအပ်ရင်ကျမတို့ဒီပညာရှင်နဲ့ဆွေးနွေးပေးဖို့လိုပါမယ်เนาะအဲ့တော့ပညာရှင်နဲ့ပြသဖို့အတွက်ကျမတို့ဒီအချိန်တွေအများကြီးမယူပါနဲ့သဘောတရားပြောချင်တာကကလေးဒီနှစ်ပတ်နဲ့နှစ်ပတ်ဒီလိုလက္ခဏာတွေပဲတောက်လျှောက်ပြနေတယ်ဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့လိုအပ်တယ်ဆိုလို့ရှိရင်စိတ်ပိုင်းဆိုင်ရာပညာရှင်နဲ့ပြတာပါဆရာဝန်ပြဖို့လိုအပ်တယ်ဆိုလို့ရှိရင်လည်းဒီဆေးယောဂအထူးကုဆရာဝန်အနေနဲ့ပြတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာအတွက်ကိုဆိုလို့ရှိရင်လည်းရုပ်ပိုင်းဆိုင်ရာပညာရှင်တည်တတ်နဲ့ပြတာပဲဖြစ်ဖြစ်အများကြီးလုပ်လို့ရပါတယ်ဒါပေမဲ့ကျမတို့ဒီတစ်ခုတစ်ကိထားရမှာကကလေးကဒီလိုမျိုးလုပ်နေတာဒါကတိတ်ပြီးထူးဆန်းတာမှမဟုတ်တာဘာလို့စိတ်ပိုင်းဆိုင်ရာထူးခုနဲ့ပြရမှာလဲဘာလို့စိတ်ကျန်းမာရေးပညာရှင်နဲ့ပြရမှာလဲဆိုတဲ့အခါကျတော့ကျမတို့ဒီရုပ်ပိုင်းဆိုင်ရာပင်ပန်းဆင်းရဲတတ်တယ်လို့စိတ်ပိုင်းဆိုင်ရာပင်ပန်းဆင်းရဲတာနာမကျန်းဖြစ်တာဒီလည်းပုံမှန်ပါပဲပေါ့နော်ဒီတော့စိတ်ပိုင်းဆိုင်ရာပင်ပန်းနာကျင်နေပြီနွမ်းနယ်နေပြီဆိုလို့ရှိရင်သူ့ကိုရုပ်ပိုင်းဆိုင်ရာပညာရှင်ကိုပြတယ်လို့ပဲစိတ်ပိုင်းဆိုင်ရာပညာရှင်ကိုပြဖို့လိုပါတယ်တော့ဘယ်အချိန်မှာကျမတို့ဒီပြတာမလဲပေါ့ဥမာခုနပြောတော့စိတ်ပိုင်းဆိုင်ရာဆရာဝန်နဲ့ဆေးတောက်ဖို့လိုတာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကလေးစိတ်ပညာရှင်နဲ့ပြတာတာပဲဖြစ်ဖြစ်ဘလို့အချိန်မှာကျမတို့ဒီပညာရှင်နဲ့ပြတာဖို့လိုမလဲဆိုလို့ရှိရင်ကလေးတွေဒီအိတ်နေတဲ့အချိန်မှာလည်းအိမ်မှာစိုးရိမ်မှတ်တယ်ထငိုတယ်မကြာခဏအိမ်မှာစိုးရိမ်မှတ်နေတာမျိုးဒါမှမဟုတ်အရင်ကအလွန်တရာမှကိုအာတခုခုဆိုလို့ရှိရင်လည်းပြုံးနဲ့နေတတ်တဲ့ကလေးအရာရာကိုတော်တော်လေးကိုမှနားလည်လွယ်တဲ့ကလေးတိခတ်တဲ့ကလေးကစိတ်တွေတိုးလာပြီစိတ်တွေတိုးတယ်ဆိုတဲ့အခါမှာလဲဒုံဒုံတိုင်းတိုင်းနေလောက်လာပြီသူများကိုလည်းနာကျင်အောင်လုပ်လာပြီဒါမျိုးတွေပေါ့နော်ဒါမှမဟုတ်စိတ်တိုးတယ်ဆိုတဲ့အခါမှာပစ္စည်းတွေလွှင့်ပြနေပြီစသဖြင့်ပေါ့တစ်ခါနှစ်ခါမဟုတ်ပဲねခုနပြောသလိုမျိုးအချိန်တွေကကြာလာတာနဲ့မျှဒီလိုတွေဖြစ်လာပြီဒါမှမဟုတ်အရင်ကစာရီရန်ဖတ်ပြီးတော့လေ့လာတဲ့ကလေးကအခုနောက်ပိုင်းဆိုလို့ရှိရင်စာဆိုတဲ့အတန်ကြာနဲ့လှည့်မကြည့်ချင်တော့ဘူးဘယ်သူနဲ့မှလည်းကောင်းကောင်းမွန်မွန်စကားတွေမပြောတော့ဘူးမကစားတော့ဘူးတခုခုကိုဒီ concentration ရဖို့ဆိုရင်ရန်ကိုခက်ခဲနေတယ်ဒါမျိုးတွေဖြစ်လာပြီဆိုလို့ရှိရင်ကျမတို့ဒီဒါပညာရှင်နဲ့ပြသဖို့လိုပါတယ်နောက်တစ်ခုကမိမိကိုယ်ကိုဆက်ဖန်လုပ်တာမျိုးပဲဖြစ်ဖြစ်ဒါမှမဟုတ်မိမိကိုယ်ကိုဆက်ဖန်လုပ်တာမဟုတ်ဘူးမိမိကိုယ်ကိုထိခိုက်နာကျင်အောင်လုပ်တာမဟုတ်ဘူးကိုတော့မလုပ်ပါဘဲနဲ့သူများတွေကိုသာလျင်လိုက်ပြီးတော့ထိခိုက်အောင်လုပ်နေတယ်ဆိုလို့ရှိရင်လည်းကျမတို့ဒီလိုအချိန်မှာပညာရှင်တွေနဲ့ပြသပေးဖို့လိုအပ်ပါတယ်ပေါ့နော်အဓိကခလေးမို့လို့ဘာမှမဖြစ်တော့ပါဘူးပြစရာမလိုပါဘူးလို့တွေးမဲ့အစားခလေးမှလည်းစိတ်ပိုင်းဆိုင်ရာအနာတရားတွေဖြစ်နိုင်တယ်ပညာရှင်နဲ့ပြသဖို့လိုအပ်လာနိုင်တယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မက share လုပ်ပေးချင်ပါတယ်အဲ့တော့ဘာတွေလုပ်ဖို့လိုမလဲပေါ့နော်ဘာတွေလုပ်ဖို့လိုမလဲဆိုလို့ရှိရင်တော့လုပ်လို့ရတဲ့နည်းလမ်းတွေကတော့အများကြီးရှိပါတယ်ကလေးကိုကျမတို့တွေဒီ nutrient လုံခြုံတဲ့ရက်ဝန်းမှာထားပြီးတော့ nutrient လုံခြုံမှုတွေပေးဖို့လိုအပ်တယ်လို့ပဲအဓိကကတော့ attachment ပေါ့ attach လို့ပြောလိုက်တာ ਨੇ မိဘနဲ့ကလေးချာမှာကျမတို့ဒီကောင်းမွန်မှန်ကန်တဲ့ attachment တွေရှိဖို့လိုပါတယ်အဖေကလည်းချိန်တန်ဆူနေမယ်အမေကလည်းချိန်တန်ရိုက်နေမယ်ဆိုလို့ရှိရင်တော့ကလေးကလည်းစိတ်ပိုင်းဆိုင်ရာအနာတရားဖြစ်နေတာအကြီးကိုဒါကအဆင်မပြေဘူးเนาะသူလူတစ်ယောက်နဲ့တစ်ယောက်ကြားဆက်ဆံရေးမှာကောင်းမွန်မှန်ကန်တဲ့ခိုင်မာတဲ့ဆက်ဆံရေးတွေရှိဖို့လိုပါတယ် attachment အရာဆိုလို့ရှိရင်လည်းကောင်းမွန်မှန်ကန်တဲ့ attachment တွေရှိဖို့လိုပါတယ်နောက်တစ်ခုကတော့ကျမတို့ရဲ့ဒီခုနလိုပေါ့စိတ်တန်ရာပဲဖြစ်စေရုပ်ပိုင်းဆိုင်ရာတန်ရာပဲဖြစ်စေရလာတယ်ဆိုတဲ့အခါမှာဒီရလာတဲ့ဒဏ်ရာတွေကနေပြီးတော့
ပြန်ပြီးတော့မိမိကိုယ်ကိုပြန်လဲထူထောင်နိုင်စွမ်းလိုအပ်ပါတယ် resilient လိုအပ်ပါတယ်အဲ့လိုမျိုး resilient ဆိုတဲ့အရာတွေဒီဒီနေ့ချက်ချင်း resilient ရှိသွားပြီနောက်နေ့ချက်ချင်းကျမတို့ဒီကိုယ့်ကိုယ်ကိုမြန်ထူထောင်လိုက်နိုင်တာမျိုးမဟုတ်ပါဘူး step by step ကျမတို့ဒီဖြည်းဖြည်းချင်းစီ step by step အဆင့်ချင်းစီပြန်လဲပြီးတော့ထူထောင်ရတဲ့အရာတွေဖြစ်ပါတယ်ပြီးတော့နောက်ဆုံးတစ်ချက်ဘလို့အရာပဲဖြစ်ပါစေဒဏ်ရာကြီးရင်ကြီးသလိုသိရင်သိသလိုဒဏ်ရာရဲ့အတိမ်အနက်ပေါ်မူတည်ပြီးတော့ကျမတို့ဒီကုစားရတဲ့ကာလသည်ရက်ပိုင်းလည်းဖြစ်နိုင်တယ်လပိုင်းလည်းဖြစ်နိုင်တယ်နှစ်နဲ့လည်းကြာသွားနိုင်ပါတယ်ဒါလေးကိုတော့မမေ့ဖို့လိုပါတယ်ဒဏ်ရာတစ်ခုပြရတာပဲကျမတို့ဒီဥမာထားပါတော့လက်မှာကျမတို့ဒီဓာတ်ရှာသွားတယ်ဒါမှမဟုတ်မိဘူးတိုင်းနဲ့မိဘူးကတ်သွားတယ်ဆိုပါတော့ဒါဆိုလို့ရှိရင်ကတ်သွားတဲ့မိဘူးဒီဘလောက်အပူအားနဲ့ကတ်တာလဲအချိန်ဘလောက်ကြာသွားလဲပြီးသွားတယ်ဆိုတဲ့အခါမှာဘလောက်ကြာမှဆေးထည့်တာလဲဒါမှမဟုတ်ဆေးမထည့်ဘူးလားဒီအချိန်တွေပေါ်မူတည်ပြီးတော့ကတ်သွားတဲ့မိဘူးရာသည်အချိန်တစ်ခုကြာအောင်ဒဏ်ရာအနေနဲ့ရှိနေခဲ့ပါတယ်လပိုင်းနဲ့ကြာနိုင်တယ်လို့နှစ်ပိုင်းနဲ့ကြာနိုင်ပါတယ်ဒါဒီဒဏ်ရာအသေးလေးတစ်ခုပဲရှိသေးတယ်ကျမတို့ဒီအထုအကြောင်းမျိုးကြောင့်မလို့ဘိုက်ခွဲလိုက်ရတယ်စသဖြင့်ဒါဟာချုပ်လို့ကြာနိုင်တယ်ဒဏ်ရာဒီအတိမ်နဲ့ပုံမူတည်ပြီးတော့အမာရွတ်တွေကြာနိုင်တယ်ရုပ်ပိုင်းဆိုင်ရာမှာအမာရွတ်ကြာနိုင်တယ်လို့စိတ်ပိုင်းဆိုင်ရာအတီလည်းကျမတို့ဒီနတ်ဆိုင်ရင်နတ်ဆိုင်သလောက်ဒါတွေဒီကုစားဖို့အတွက်အချိန်တွေအများကြီးကြာတာလည်းဖြစ်နိုင်ပါတယ်ဒီလိုမျိုးတွေကြာတာဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျမတို့ဒီစိတ်ရှည်ဖို့လိုပါတယ်ပြီးတော့ခလေးကိုချစ်ခင်မြတ်နိုးချအောင်ကျမတို့ပြသဖို့လိုပါတယ်ယုံကြည်လို့ရတဲ့နားလည်မှုရှိတဲ့အေးချမ်းတဲ့ safe ဖြစ်တဲ့နေရာမှာကလေးတွေရှိနေဖို့လိုသလိုဒီလိုလူတွေဒီလည်းကလေးနားမှာပတ်ချလဲပြီးတော့ရှိနေဖို့လိုပါတယ်ကလေးလေးကတသားလေးကိုမမေတို့ကချစ်ပါတယ်မိမိလေးကိုဖေဖေတို့ကချစ်ပါတယ်အခုချိန်မှာလုံခြုံလေးထွေးထွေးရုံမှာရှိနေပါတယ်ဆိုတဲ့စကားကိုကျမတို့ဒီကလေးဒီမိခင်ပိုက်ထဲမှာရှိနေတဲ့အချိန်တွေကပြောဖို့လိုသလိုမိခင်ပိုက်ထဲကထွက်လာတဲ့အချိန်မှာလည်းဒီစကားကိုပြောဖို့လိုပါတယ်ထိုးနည်း၎င်းမဲ့တဖြည်းဖြည်းနဲ့အရွယ်ရောက်လာတဲ့ညဒီကလေးဒီကောင်းမွန်မှန်ကန်တဲ့ရပ်ဝန်းမှာရှိနေပြီးတော့သူ့ကိုချစ်ခင်မြတ်နိုးတဲ့သူတွေဒီဝိုင်းရံနေချောင်းကိုလည်းသူသိအောင်ကျမတို့ဒီပြသပေးဖို့လိုပါတယ်သူဖြစ်သွားတဲ့ဒဏ်ရာကိုကျမတို့ဒီချက်တူထက်မြသူ့အတိုင်းလိုက်ပြီးတော့ခံစားပေးဖို့ခဲရင်ပါလိမ့်မယ်ဒါပေမဲ့ခလီးဖြစ်သွားခဲ့တဲ့အခြေအနေဖြစ်ခဲ့တဲ့နာကျင်မှုပင်ပန်းမှုဒီအရာတွေကိုတော့ကျမတို့ဒီနားလည်ပေးဖို့လိုအပ်ပါတယ်နားလည်နိုင်ဖို့အတွက်လည်းကြိုးစားဖို့လိုအပ်ပါတယ်အဲ့လိုမဟုတ်ဘဲနဲ့အရှိမပြောခဲ့သလိုပဲဒါလေးကဘာမှမဟုတ်တာဆိုလို့ရှိရင်တော့ခလေးအတွက်အဆင်မပြေနိုင်ပါဘူးအဲ့တော့ဒါလေးကိုလည်းကျွန်မ share လုပ်ပေးချင်ပါတယ်ဒီတော့ကလေးတီကျွန်မတီစိတ်ဓာတ်ရနေတဲ့ကလေးကိုဗာလေးတွေလုပ်ပေးဖို့လိုလဲဆိုတာကိုပဲကျွန်မ share လုပ်ပေးသွားတာဖြစ်ပါတယ်တခြားသောစိတ်ဓာတ်ရနဲ့ပတ်သက်တဲ့အခြေအနေဘာကြောင့်စိတ်ဓာတ်ရလဲဆိုတဲ့အခြေအနေကိုကျွန်မဒီမှာအများကြီးမ share တော့ဘူးပြီးသွားပြီဆိုတဲ့အခါကျတော့လုံးဖို့လိုအပ်တဲ့အခြေအနေလေးတွေကိုပဲကျမဒီ sharing လုပ်ပေးသွားခြင်းဖြစ်ပါတယ်ပေါ့နော်ဒီနေရာမှာနှက်နေတဲ့အခြေအနေတွေလည်းအများကြီးရှိပါတယ်ဒီတော့ကိုယ်တိုင်ကိုကြသည်ကလေးကိုအများကြီးမလုပ်ပေးနိုင်ဘူးဆိုလို့ရှိရင်လိုအပ်ရင်ပညာရှင်တွေနဲ့ပြသဖို့အတွက်ကျမကတော့တိုက်တွန်းလုပ်ပါတယ်ဒါပေမဲ့ professional ပြသရုံနဲ့မဟုတ်ဘဲနဲ့ပြသနေစဉ်အတော်တွင်းမှာဆိုလို့ရှိရင်လည်းကလေးကိုသူနဲ့အတူတူရှိနေတဲ့သူတွေဒီရှစ်ပေးဖို့လိုအပ်ပါတယ်ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်လုံခြုံနှွေးထွေးတဲ့ရုံမှာရှိနေတယ်ဆိုတဲ့အကြောင်းကိုလည်းကလေးကိုအသိပေးဖို့လိုအပ်ပါတယ်เนาะဒီချက်လက်လေးတွေကိုဆိုလို့ရှိရင်တော့ကျမတို့ရေမဖြစ်မနေလုပ်ပေးဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းလေးကျမကပြပြပေးချင်ပါတယ်ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ဒီမေးခွန်းလေးကိုကျမကအတန်အသင့်အာဖြည့်ပြီးလောက်ပြီးတော့ကျွန်တော်ညွှန်လင်းပါတယ်ကျေးဇူးတင်ပါတယ်ကဲကျေးဇူးပါတစ်ချိန်မှာအများကြီးရှင်းပြပေးသွားတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါတစ်ချက်များရှင်လည်းလာပြီးတော့မှကြွားရောက်ချင်းမြင့်ပြီးတော့မျှဝေပေးပါအောင်လို့ဖိတ်ခေါ်ပါတယ်ဟုတ်ဟုတ်ကဲ့ပါတစ်ချက်အဆင်သင့်ရှိနေပါတယ်အခုလိုမျိုးလေးကျမကိုလည်းတစ်ချက်ဘက်ကနေပြီးတော့ request လုပ်ပြီးတော့ဒီလိုမျိုးလေးတွေဖြည့်ပေးဖို့ပြောပေးတဲ့အတွက်လည်းကျမကလည်းအများကြီးကျေးဇူးတင်ပါတယ်တစ်ချက်ကျမတို့ဒီသိပညာတွေဘုခုတုတတွေကိုဆရာဆရာမတွေမေမေတွေကျမတို့ community ကိုမျှဝေပေးနိုင်ခြင်းအပြင်ကျမလည်းအများကြီးကိုမှသဘောကျရပါတယ်တစ်ချက်ကဲ့ပါတစ်ချက်ဟုတ်ဒါဆိုလို့ရှိရင်တော့ဒီနေ့အတွက်တော့ဒီ program လေးကိုဒီမှာပဲဆုံးသက်လိုက်ပါမယ်နောက်မှပြန်တွေ့ကြမယ်နော်ဟုတ်ကဲ့အေးပါတစ်ချက်ဟုတ်ကျေးဇူးပါပါရှင်